Okay အားလုံးပဲမင်္ဂလာပါဗျာကျော်ကယ်ဗင်မင်းပါကျွန်တော်ခုရန်ကုန်ဘူတာကြီးကိုရောက်နေတယ်ရန်ကုန်ဘူတာကြီးကနေပြန်ရထားစီးမယ်လေနေရထားစီးမှာ9:30နောက်ဆုံးရထားမယ်ဆိုတော့မိုးရီကလည်းရွာနေရန်ကုန်ဘူတာကြီးကတော့အိုးလည်းငယ်နှစ်ပေါင်း100ကျော်အတိုင်းကျွန်တော်ကခု DEM ရထားပါသူကျွန်တော်ညနေစီးနေရထားတော့ DEM ရထားတယ်ဒီရထားနဲ့စီးပြန်ဒါတော့လက်မဝယ်တဲ့ပုံပေါ့ခရိုင်းဆိုပကိုးဘက်ကိုသွားလို့ရှိရင်ပကိုးဘက်သွားတဲ့ဒီဆိုလို့ရှိရင်ဒီမှာလည်းဒီဘုတ်မှာလက်မဝယ်ကြတာများBye for now, no? No more time, no? Have a great day.